ကဲအားလုံးပဲမင်္ဂလာပါဒီကနေ့လေးလာကြည့်မယ်အရေးမြစ်ရှင်းလင်းချက်လေးအတော့ net shine နဲ့ဝိညာဉ်ရေးတတနာတွေအိုခစ်သက်စီဝါရဲ့ခေါင်းဆောင်တွေအထက်လက်တွေ့ကျကျွဲဝချမ်းသာမှုဖန်တီးမှုပေါင်းအဖြစ်ဘလို့ပြောင်းလဲတွန်းပြမလဲဆိုတာပဲဖြစ်ပါတယ်စိတ်ဝင်စားစရာအကောင်းဆုံးချက်ကပါလဲဆိုတော့ setman နဲ့ကျွဲဝမှုဆိုတာအပြင်ကနေလိုက်ရှာရတာမျိုးလုံးဝမဟုတ်ပဲကိုယ့်ရဲ့အတွင်းစိတ်ကနေစတင်ဒီဆောက်ရတဲ့အရာကိုဖြစ်နေတာပါပဲဒါကိုဘလို့လုံးမလဲဆိုတာသူဆက်ကြည့်လိုက်ရအောင်ဒီနေ့ကျွန်တော်တို့အဓိကသွားမယ့်အဆင့်၅ဆင့်ရှိပါတယ်ပထမဆုံးစိတ်တွင်းကြွယ်မှုဒေါ်လာရေးပြီးကန့်သက်ချက်တွေကိုချို့ဖြတ်မယ်ဖန်တီရှင်တရားလို့ရှုမြင်မယ်အခက်အခဲတွေကိုအခွင့်အရေးအဖြစ်ပြောင်းလဲမယ်နောက်ဆုံးမှာတော့ဝိညာဉ်ရခေါင်းဆောင်မှုအထိအဆင့်ဆင့်သွားကြမှာပါအဓိကတော့အပြင်ကအဖွဲ့အစည်းတွေကိုမဥဆောင်ခင်ဘို့ရဲ့စင်ပိုင်းဆိုင်ရာကိုအတွင်းကနေအပြင်ကိုဘလို့ပြင်ဆင်မလဲဆိုတာပါပဲဟုတ်ပြီအပိုင်းတိစိတ်တွင်းကြွယ်ဝမှုတော်လန်ရေးကနေစလိုက်အောင်အရင်မြစ်တွေကဘာပြောထားလဲဆိုတော့ငွေကြေးဆိုင်ရာအောင်မြင်မှုတွေမစတင်ခင်မှာစိတ်ပိုင်းဆိုင်ရာတော်လန်ရွက်တစ်ခုအရင်ဆုံးလုပ်ဖို့လိုအပ်တယ်ဗျဆိုလိုတာကချမ်းသာကြွယ်ဝဖို့အတွက်ပြင်ပကပစ္စည်းတွေထက်ကိုယ့်ရဲ့အတွင်းစိတ်ကိုအရင်ဆုံးအချီးကျယ်ဖြူပြင်ပြောင်းလဲဖို့လိုအပ်နေတာပါဒီနေရာမှာကျွန်တော်တို့ရိုးရလုံးကန်ခွင်တွေကိုပြန်ကြည့်လိုက်ရင်အမြဲတမ်းပင်ပန်းကြီးစွာရုန်းကန်ရမယ်အနစ်နာခံရမယ်ဆိုတဲ့ရှားပါးမှုစိတ်တဘောထားကြီးရှိုးနေတာကိုတွေ့ရပါလိမ့်မယ်ဒါပေမဲ့စစ်မှန်တဲ့ကြွယ်ဝမှုအတိမြင်ရတာတော့အဲ့လိုမဟုတ်ဘူးဗျာအရာရာဟာလိုက်ဖက်ညီများနေပြီးကိုယ့်ရဲ့အတွင်းစိတ်စွမ်းရတဲ့အခြေအဆက်မိနေတဲ့ဖန်တီးစဉ်တို့အနေနဲ့ရက်တီရပါဒါဟာဘာကိုပြနေလဲဆိုရင်ချိုးရဲဆိုတဲ့အမြင်နဲ့လုံးဝလွတ်မြောက်သွားပြီးအကန့်အသတ်မရှိတဲ့ဉာဏ်ပညာနဲ့တို့ကပူးပေါင်းဆောင်ရွက်တာမျိုးဖြစ်ပါတယ်ဒီချက်ကိုပိုပြီးထင်ရှားသွားစေမယ့်စကားစုလေးတစ်ခုရှိပါတယ်ချမ်းသာကြွယ်ဝဖို့အတွက်ပထမဆုံးခြေလမ်းဟာငွေကြေးလှုပ်ရှားမှုမဟုတ်ပါဘူးစိတ်ပိုင်းဆိုင်ရာတော်လှန်ရေးတစ်ခုဖြစ်ပါတယ်တဲ့တကယ်ကိုစဉ်းစားစရာပါပဲဆိုတော့ကလက်တွေ့ကြတဲ့စီးပွားရေးရက်လက်တွေထွက်ပေါ်လာထို့ဆိုရင်ကိုယ့်ရဲ့အတွေးတွေကိုတေချာစစ်စစ်ပြီးအထူးစီကံတကျထင်းချိုးထားဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့အတွေးတွေဟာမျိုးစစ်တွေနဲ့တူပါတယ်စေရနွမ်းပါတဲ့အတွေးတွေကိုစိုက်ပျိုးထားရင်ဘယ်လိုလုပ်ပြီးကျွေးဝါတဲ့ရက်လက်တွေထွက်ပေါ်လာနိုင်ပါမလဲဟုတ်တယ်မလားကဲအပိုင်းနှစ်ကိုဆက်သွားရအောင်ငွေကြေးနဲ့ပတ်သက်ပြီးကန်တက်ထားတဲ့ယုံကြည်မှုတွေကိုချိုးဖျက်ခြင်းပါကျွန်တော်တို့တော်တော်များများဟာငွေကြေးတိုးတက်မှုကိုအဟန့်အတားဖြစ်စေမဲ့အမွေရလာတဲ့ယုံကြည်မှုအမှားတွေကိုလက်ခံထားကြပါတယ်ဒီအပိုင်းမှာတော့အဲ့ဒီလိုမာရင်းတဲ့အယူအဆကိုတိုက်ရိုက်ဆင်ခေါ်တော့မှာဖြစ်ပါတယ်တကယ်တော့ငွေကြေးဆိုတာဘာလဲအရင်မြတ်စာသားတွေကအရန်ကိုရှင်းရှင်းလင်းလင်းဖွင့်ဆိုထားပါတယ်ငွေဆိုတာပညာရှိတဲ့ခေါင်းဆောင်တယောက်ရဲ့လက်ထဲမှာမိဘစုတွေကိုကျွေးမွေးဖို့ရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ဖို့နဲ့အမွေအနက်တွေဖန်တီးဖို့အတွက်အသုံးပြုတဲ့ကိရိယာအစီအကံနဲ့ပွားများစေတဲ့အရာတစ်ခုတတ်ပါပဲဒါကြောင့်မို့ချမ်းသာကြွယ်ဝမှုဆိုတာမကောင်းတဲ့အရာဒါမှမဟုတ်ကိုချင်းတရားနဲ့ဆန့်ကျင်နေတဲ့ဆိုတဲ့ဟောင်းရမ်းနေတဲ့အယူဆတွေကိုအခုပဲခေါင်းထဲကနေဖြေရှားပြလိုက်ဖို့အလွန်ကိုအရေးကြီးပါတယ်ဒီနေရာမှာခိုင်ခိုင်မာမာစွတ်ထားတဲ့အချက်တစ်ခုကလူတွေကိုစီးရဲသွင်းထဲမှာဆက်ထားဖို့ပြောခဲ့သမျှထဲမှာအကြီးမားဆုံးလင်းလင်းဘူးကတော့ချမ်းသာကြွယ်ဝခြင်းဟာမဖြောက်မဖူးဆိုတဲ့ချက်ပါပဲတဲ့ဗျာစဉ်းစားကြည့်ပါစီးပွားရှာတဲ့ပတ်သက်ပြီးအဖြစ်ရှိသလိုခံစားနေရမှုတွေကိုသာလုံးဝဆွန့်လွတ်လိုက်မယ်ဆိုရင်ကောင်းဆောင်တယောက်ရဲ့ကြွယ်ဝမှုတွေဟာတန်ရှင်းတဲ့လက်တွေကနေဆင်းစီးသွားပြီးလူဖွဲ့စည်းရဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မဲ့အားကောင်းတဲ့ရန်ပုံငွေတွေဖြစ်လာနိုင်မှာပဲဒါဆိုရင်ဒီတထနာတွေကိုလက်တွေ့မှာဘယ်လိုအသုံးချမလဲအပိုင်း၃အနေနဲ့ဖန်တီရှင်တို့ရဲ့ရှုထောင့်ကိုလေ့လာကြည့်အောင်နေစဉ်စီဝိုင်းမှာပြောပါတဲ့ချမတ်တာနဲ့ပြဿနာဖြေရှင်းမှုတွေမှာဖန်တီရှင်တယောက်ရဲ့ရှုထောင့်ကနေဘယ်လိုချင်းကပ်ရမယ်လဲဆိုတာကြည့်ကြပါမယ်လက်တွေ့အကောင့်ထဲပေါ်ဖို့တာမဟာဗျူဟာမြောက်အဆင့်၃ဆင့်ရှိပါတယ်ပထမအဆင့်အနေနဲ့တိကျတေချာတဲ့ရည်ရွယ်ချက်ကိုထပ်မှတ်ရပါမယ်ဒုတိယအနေနဲ့မဟာဗျူဟာတရက်ကိုရေးဆွဲရမယ်တတိယအဆင့်ကတော့မြန်ဆန်စွာဆုံးဖြတ်ချက်ချဖို့ပါပဲအရေးမိတွေရဲ့ဆွဲရရည်ရွယ်ချက်ရှင်းလင်းပြသမှုနဲ့လီမြန်နဲ့ဆုံးဖြတ်ချက်ချနိုင်မှုတွေဟာကိုယ့်ရဲ့ယုံကြည်မှုကိုလက်တွေ့တက်တည်ပြလိုက်တာပဲဖြစ်ပါတယ်စီဝါရေးခေါင်းဆောင်တဲ့တကယ်ကိုရေးပါတဲ့အယူအဆတစ်ခုရှိပါတယ်အဲ့ဒါကတော့တိထွင်ဖန်တီးတဲ့စွမ်းဟာတံပိုးမဖြတ်နိုင်ပဲငွေကြေးဖြစ်ပြီးပြဿနာကိုဖြေရှင်းနိုင်သူတွေကတာကြွယ်ဝမှုကိုရရှိကြပါတယ်ဆိုတာပါပဲမှတ်ထားရမယ့်အချက်ကစီဝါရေးပြဿနာတွေကိုဖြေရှင်းခြင်းဟာတံပိုးဖန်တီးဖို့နဲ့မလွဲမထွေရရှိလာမယ့်ငွေကြေးဆိုင်ရာစုlậpတွေကိုဆွဲဆောင်ဖို့အတွက်အစွမ်းထက်ဆုံးနည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာပါပဲဒီနေရာမှာမေးစရာတစ်ခုရှိလာပါပြီကျွန်တော်တို့ပြတ်သားတဲ့စီးပွားရေးဆုံးဖြတ်ချက်တွေချမှတ်ပြီးသွားရင်ဈေးကွက်ထဲမှာမလွဲမထွေကြုံတွေ့ရမယ့်အခက်အခဲတွေစဉ့်ညင်ဘက်အခြေအနေတွေနဲ့ကြာရှုံးမှုတွေကိုဖန်တီးရှင်တယောက်အနေနဲ့ဘယ်လိုရှုမြင်သင့်တယ်လဲဒီမေကွန်းကတစ်ဆင့်နောက်တစ်ပိုင်းကိုတွားကြည့်အောင်အပိုင်းလေးမှာတော့အလုံးအကင်ဆိုင်ရာအခက်အခဲများကိုပြုပြင်မွမ်းပါမှုအဖြစ်ရှုမြင်ခြင်းအကြောင်းလေ့လာပါမယ်စီးပွားရေးခေါင်းဆောင်တွေအနေနဲ့အတားအဆီးတွေကိုလုံးဝကြရှုံးမှုအဖြစ်မတတ်မှတ်ပဲမဟာဗျူဟာမြောက်တုံ့ပြောင်မှုတွေအဖြစ်ဘယ်လိုရှုမြင်ရမလဲဆိုတာကိုအာရုံစိုက်သွားမှာပါတကယ်စိတ်ဝင်စားစရာခေါင်းတဲ့အချက်ကတော့အခက်အခဲတွေကိုအမြင်ပြောင်းလဲရှုမြင်နေပြီပါပဲ
စန့်ကျင်ဘက်အခြေအနေဆိုတာဆရာတပါပါပဲညင်းပက်ခန္ဓာချင်းဟာလမ်းကြောင်းပြောင်းပေးခြင်းဖြစ်ပြီးကြံ့ကြာနေခြင်းဟာဖွံ့ဖြိုးတိုးတက်စေခြင်းဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင် PR တွေဟာယာထုတိုးမြင့်ခြင်းဖြစ်ပြီးအခက်အခဲဆုပ်ယုပ်မှုတွေဟာမွန်မြတ်တဲ့ပြင်ဆင်မှုတွေဖြစ်တယ်လို့ဆိုထားပါတယ်ပုံမကြီးမားတဲ့ကြွယ်ဝမှုနဲ့အောင်မြင်မှုတွေကိုဂိုင်းတွယ်ဖြည့်ရှင်းနိုင်ဖို့အတွက်ဒါတွေဟာမရှိမဖြစ်လိုအပ်တဲ့ပြုပြင်မော်မမှုတွေပါပဲ တာမန်စားသုံးသူတယောက်နဲ့စိတ်ပိုင်းဆိုင်ရာချင်းညစ်ထားတဲ့ဖန်တီးရှင်တယောက်ကြားကကွာခြားချက်ကအလွန်ကိုကြီးမားပါတယ်။စားသုံးသူဟာစီးပွားရေးကြားရှုံးမှုတွေနဲ့ကြုံတဲ့အခါထိတ်လန့်သွားမယ်အရှုံးပေးမယ်ရန်ဆက်လုပ်မယ်ပြီးတော့သူ့ရဲ့စိတ်ဆွမ်းရင်ကိုပဲမိခိုနေတတ်တာ။ဒါပေမဲ့ဖန်တီးရှင်ကတော့လမ်းကြောင်းပြောင်းမယ်ပြန်လဲချင်းညစ်မယ်ယုံကြည်မှုထားရှိပြီးဝိညာဉ်ရေးရခန္ဓာရင်စွမ်းအားကိုအသုံးပြုကာခီးဆက်မှာဖြစ်ပါတယ်။ဆိုတော့ရေးကြီးဆုံးကဘာလဲဆိုရင်အရှုံးမပေးပဲဝိညာဉ်ရေးရခန္ဓာရေးကိုအပြည့်အဝအသုံးပြုဖို့ပါပဲ ကဲနောက်ဆုံးအပိုင်းကိုရောက်လာပါပြီအပိုင်း9ဝိညာဉ်ရေးရာကြီးကြပ်ကိုယ်ကမှုနဲ့ခေါင်းဆောင်မှုပဲဖြစ်ပါတယ်ဒီအတွင်းစီချင်းညင်မှုတွေကနေတစ်ဆင့်အဖွဲ့အစည်းကိုဥဆောင်ဖို့နဲ့အမွေနှစ်တွေကြီးဆောက်ဖို့အတွက်ပြင်ပကိုဘယ်လိုဖြန့်ကျက်သွားမလဲဆိုတာကိုဆက်ကြည့်ကြပါမယ်အဖွဲ့အစည်းတွေကိုစီမံခန့်ခွဲရမှာမိမိရဲ့နှဆိုင်တဲ့အတွင်းစိတ်အခြေအဆက်ကိုထိမ့်သိမ်းထားခြင်းတဲ့ခေါင်းဆောင်တဲ့အတွက်ပတ်ဝန်းကျင်ဆိုင်ရာအကာအကွယ်တွေလိုအပ်ပါတယ်ငြိမ်းချမ်းရေးကိုစောင့်ရှောက်ပါတိတ်ဆိတ်မှုကိုတန်ဖိုးထားပါဝင်လာမဲ့တဲ့ချက်လက်တကားဘောတွေကိုတိချကားကွယ်ပါယုံကြည်မှုပြည့်ရှိတဲ့လေထုကိုတိဆောက်ပါလူတွေနဲ့စနစ်တွေကိုတိဆောက်သူတယောက်ဖြစ်လာပါစေဒါတွေဟာခေါင်းဆောင်မှုအတွက်အလွန်အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်အရင်အမြင့်ကန်နေမှတ်သားစရာကောင်းတဲ့အချက်လေးကတော့စမန်တဲ့ကြွယ်ဝမှုဆိုတာတက်တန်းတစ်ခုထက်ပုံမှုရှည်ကြတည်တံ့ပါတယ်လူတွေစနစ်တွေမူဝါဒတွေနဲ့အမွေအနှစ်တွေကိုတိဆောက်သူတယောက်ဖြစ်ပါစေဆိုတာပါပဲပြောရရင်ဒီမူအောင်ရဲ့အန်တီမရေမှန်းချက်ဟာငွေရှာတို့တက်တက်ဖြစ်ဖို့လုံးဝမဟုတ်ပါဘူးပတ်ဝန်းကျင်ကိုတွင်ပြောင်းပြီးအဖွဲ့အစည်းတွေကိုစွမ်းအားမြင့်တင်ပေးနိုင်တဲ့ပွားများစေသူတယောက်ဖြစ်လာဖို့ဆိုတာအထင်ရှားတွေ့မြင်နိုင်ပါတယ်ကဘာပေါ်မှာရှိတဲ့စီးစိမ်ဥစ္စာအားလုံးဟာတန်ဖိုးမဖြတ်နိုင်တဲ့လမ်းညွှန်မှုရရှိတဲ့အခိုက်အတန့်တစ်ခုကိုအစားမထိုးနိုင်ပါဘူးဆိုတဲ့စာသားလေးဟာအလွန်ကိုနက်နဲပါတယ်။ဆူညံနေတဲ့ကဘာကြီးကိုခဏတာလင်ယူရှုပြီးမဟာဗျူဟာမြောက်လမ်းညွှန်မှုတွေရယူဖို့အတွက်တိတ်ဆိတ်ငြိမ်သက်ခြင်းရဲ့လိုအပ်ချက်ကိုအရေးအမိကအလေးနဲ့ထားဖော်ပြထားတာဖြစ်ပါတယ်။ကဲဒါဆိုရင်နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုထားရခဲ့ပါစီ။ခေတ်သစ်ခေါင်းဆောင်တွေအနေနဲ့အခြေအနေတွေရဲ့ကြီးကျွန်းတယောက်လိုပဲဆက်သွေးနေကြမလား။ဒါမှမဟုတ် empire တွေကိုတိဆောက်ပေးနိုင်ပဲစွမ်းရည်တွေနဲ့ပဲပူးပေါင်းကြမလားဒီဝိနည်းအမြင်တစ်ကိုစီးပွားရေးလုပ်ငန်းခွင်ထဲမှာအပြည့်အဝပေါင်းဆက်အသုံးပြုခြင်းကသာကျွေးဝချင်းတာမှုနဲ့အောင်မြင်မှုတွေစီကိုအသေးချာခေါ်ဆောင်သွားနိုင်မှာဖြစ်ကြောင်းတင်ပြရင်ဒီရှင်းလင်းချက်လေးကိုညီကုန်းချုပ်လိုက်ရပါတယ်အားလုံးပဲအကျိုးကျေးဇူးတွေရရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်